မကြာသေးမီကကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်တဲ့ဘင်္ဂလားဒေ့ရှ်ခရီးစဉ်မှာသတင်းစာပွဲတစ်ခုမှာ AA နဲ့ဆွေးနွေးညှိနှိုင်းဖို့အရေးကြီးတယ်ဆိုတဲ့မှတ်ချက်စကားပေးသွားတယ်ပေါ့ဗျာအဲ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကအဲ့ဒီကဘင်္ဂလားဒေ့ရှ်ထဲမှာရောက်နေတဲ့ရိုဟင်ဂျာဒုက္ခသည်စခန်းတွေလည်းသူသွားတယ်သွားပြီးတော့သတင်းစာရှင်းလင်းပွဲတွေပါလုပ်ပြီးတော့သူပြန်သွားတယ်သူပြန်ပြီးတော့ရပိုင်းအတွင်းမှာပဲကျွန်တော်အာဆာအဖွဲ့ခေါင်းဆောင်တွေဘင်္ဂလားဒေ့ရှ်အစိုးရကဖမ်းလိုက်တယ်ဗျအဲ့လိုဖမ်းလိုက်တဲ့အခါမှာနေပြီးတော့မရုပ်ဖြစ်ကုန်ကြတယ်ခင်ကြီးကဟိုတလောလေးရတာတော့ICC ကနေပြီးတော့ဖမ်းရထုတ်လို့မရဘူးဘာညာဆိုပြီးတော့တက်ပြောပါသေးတယ်အဲ့တော့ဘာဖြစ်လို့သူတို့အဲ့လောက်ထိတက်လို့ဖြစ်နေရတာလဲဒါတွေပြန်ကြည့်လိုက်ရခိုင်မှာဖြစ်သွားတဲ့စခန်းပေါင်း30တိုက်ခိုက်တဲ့ကိစ္စတွေအားလုံးဟာစစ်တပ်ကနေပြီးအကွက်ချက်ဒီအာဆာနဲ့ပေါင်းပြီးတော့ကြံစီလုပ်သွားတာဖြစ်တယ်ပြောရမယ်ဆိုရင်တော့ဗျာဒေါ်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရကိုဖြုတ်ချဖို့အတွက်စစ်တပ်ဟာနော်အချိန်ယူပြီးတော့တည်တည်ချအစီအစဉ်ဆွဲပြီးတော့ဒီအာဆာနဲ့ပေါင်းပြီးတော့ရခိုင်မှာပြဿနာမိမှုခဲ့တာအဲ့တော့သူတို့လောက်တာထိရောက်ခဲ့တယ်လို့ပြောလို့ရတယ်ဒေါ်ဆန်းစုကြည်ပေါ်မှာကမ္ဘာအင်အားကြီးနိုင်ငံတွေရဲ့ထောက်ခံမှုလျော့ကျသွားတယ်နောက်ဆုံးအဆင့်ပေါ့ဗျာဒီအာဏာသိမ်းနိုင်တဲ့အဆင့်ထိရောက်သွားတယ်ပေါ့နော်အဲ့ဒီသူတို့အောင်မြင်တယ်လို့ပြောလို့ရတယ်အခုအာဆာကိုဖမ်းလိုက်ပြီအာဆာဘင်္ဂလားဒေ့ရှ်ထဲမှာရှိနေတာဘင်္ဂလားဒေ့ရှ်အစိုးရသိတာပေါ့ဘာလို့အခုမှဖမ်းလဲနော်ဘာလို့အခုမှဖမ်းလဲအခုချိန်မှာဒီတန်းနဲ့ချီတဲ့ဒုက္ခတွေတွေပေါ့ဗျာဘင်္ဂလားဒေ့ရှ်ထဲရောက်နေတဲ့ဒုက္ခတွေပြဿနာကိုတကယ်ဖြေရှင်းမယ်ဆိုရင်တကယ်ဌာနေတိုင်းသားတွေဖြစ်တဲ့ရခိုင်တွေရဲ့ဆန္ဒအမတန်မှအရေးကြီးတယ်အခုချိန်မှာအေးရစစ်နိုင်သူဖြစ်နေပြီဒါလည်းတကြောင်ပေါ့ဒါကြောင့်မလို့ဒီဒုက္ခတဲ့အရေးတွေနဲ့ပတ်သက်တဲ့ထောက်ပံ့မှုတွေနေရပြန်ပို့ဖို့ဘာညာကိစ္စတွေအားလုံးဟာအေးနဲ့နော်တေချာညှိနှိုင်းမှသာအဆင်ပြေမယ်ဆိုတဲ့အယူဆကိုကုလသမဂ္ဂကိုယ်၌ကလည်းလက်ခံလာတယ်ဒီနေရာမှာရခိုင်ပြည်နယ်အရေးနော်ဖြေရှင်းမရတာဟာရန်နှစ်ခုရှိတယ်တစ်ခုကစစ်တပ်နောက်တစ်ခုကပြည်ပရောက်နေတဲ့ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေရဲ့စိတ်ဆိုမှုတွေအများကြီးပါတယ်လို့ကျွန်တော်ကတော့အဲ့လိုပဲမြင်ပါတယ်တကယ်ဒုက္ခရောက်နေတဲ့ဒုက္ခတွေအားလုံးကရခိုင်နေနဲ့အတူအေးချမ်းနေကြတဲ့လူတွေကြီးပါပဲအဲ့တော့အေးရခိုင်ပြည်မှာနော်စစ်ပွဲတွေနိုင်တာရခိုင်ပြည်မှာအေးအုပ်ချုပ်ထားဖို့ဒီဒုက္ခတွေကလည်းလိုလားလားရှိတယ်ပူရီယိုဖိုင်နေပေါ့ဗျာသူတို့ဆန္ဒသဘောထားတွေထုတ်ဖော်တဲ့ပူရီယိုဖိုင်နေလည်းကျွန်တော်ကြည့်ရပါတယ်အဲ့တော့ပြဿနာရဲ့အရင်းမြစ်ကိုဒါအေရောကုလသမဂ္ဂဟိုကမြင်သွားတယ်လို့ကျွန်တော်ထင်ပါတယ်တော့အေကတော့ကိုရီးယားသိပါတယ်ဒီလိုမျိုးပြဿနာတွေဘယ်လိုဖြေရှင်းရမလဲဆိုတော့အကိုင်းတွဲပုံတွေအရင်ကောင်းပါတယ်အဲ့တော့အေတောင်ထောင်ချောက်နှခမ်းဝါကိုရောက်နေတယ်လို့ပြောလို့ရပါတယ်ဟုတ်လားပြည်ပရောက်တွေရိုဟင်ဂျာရေးထောက်ခံတဲ့သူတွေရဲ့အေပေါ်မှာဆွဆွတိုက်ခိုက်မှုတွေအများကြီးတွေ့ရတယ်ပေါ့ဗျာဒါတွေကိုအေရလိမ္မာပန်းနဲ့စွာနဲ့ရှောင်ရှားနိုင်တယ်အခုဆိုရင်ဒါနိုင်ငံရေးအရာပေါ့ဗျာအစစ်မြင့်လာတယ်လို့ပြောလို့ရတယ်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကို၌ကဒီလိုမျိုးအရေးပေးပြီးတော့ထုတ်ဖော်လာတာဟာအေအတွက်တော့နိုင်ငံရေးအရာဂုဏ်သိက္ခာတက်တာပဲဗျအဲ့ဒီလိုနိုင်ငံရေးအတွက်နိုင်ငံရေးဂုဏ်သိက္ခာတက်လေဟုတ်လားရခိုင်မှာယူထားတဲ့မေအောင်လိုင်ကမနာလိုစိတ်တွေဖြစ်ပေါ်ဗျာပိုပြီးဖြစ်လာတယ်အဲ့တော့ဘာလို့လဲဆိုတော့ခြေထိုးခံတာပေါ့ဘလို့ထိုးခံတယ်လဲမတ်လ6ရက်နေ့ကမိလိုက်တဲ့ကျပ်ငွေ69ဘီလီယံတန်ဖိုးရှိတဲ့မူရစီဝါတွေဟာစီဝါရေးတာဝန်ခံကနေပြီးတော့မလေးရှားကိုပို့ဖို့အတွက်ပစ္စည်းတွေဖြစ်ပါတယ်ဆိုပြီးတော့ကိုမူရစီဝါထောင်ချောက်တဲ့ကိုပြစ်သွင်းလိုက်တယ်ပေါ့ဗျာအဲ့တော့ဘက်ကလည်းစာလေးထုတ်လိုက်တာမဟုတ်ပါဘူးဗျာနဲ့တတိုင်းပြည်လုံးလည်းသိတယ်မဟုတ်ဘူးဆိုတာနော်တို့ဒီမဲ့ဒီကောင်တွေကတော့သိတဲ့အတိုင်းတစ်ချက်ကုန်နှစ်ချက်ပြတ်လောက်လိုက်တာရဲ့ဟိုပေါ့ဗျာတလူလူတက်နေတဲ့နိုင်ငံအညွန့်ကိုချိုးကျင်တာနောက်တစ်ခုကရှေ့တောင်အာရှနိုင်ငံတွေမှာမူရစီဝါဖြန့်ဖြူးနေတာအဓိကဆိုတဲ့ပုံစံမျိုးသူကရှေ့တောင်အာရှနိုင်ငံတွေရဲ့အနေပြီးကိုမထောက်ခံအောင်နော်ဟိုပါပေါ့ဇလန်းစင်တာပေါ့ဗျာဇညွှန်းရေးကြတာပေါ့အဲ့တော့သူတို့ကဘလောက်ပဲလှုပ်နော်ရေထဲမှာငုတ်ပြီးမစင်စွန့်တယ်လို့ပဲလူမပေါ်သေးဘူးဟိုတင်းကအရင်ပေါ်လာတယ်လို့ပါပဲအဲ့တော့အခုရပိုင်းတွင်းမှာပဲနော်ရမခတိုင်မှုဟောင်းကို
ဟိုသူတို့နဲ့ပတ်သက်မှုရေးစေဝါကိစ္စတွေပေါ့ဗျာကြားဖြန့်ကိစ္စရောမှုရေးစေဝါတည်တဲ့ကိစ္စတွေရောလက်နက်တည်တဲ့ကိစ္စတွေရောအကုန်လုံးပူးပေါ်သလိုပေါ်တာဖုံးမရဖိမရတွေဖြစ်ကုန်နော်အမှန်တကယ်တော့ဒီစစ်တပ်ကဟိုအရင်တည်းကမှုရေးစေဝါနေပြီးတော့သူတို့ဝင်ငွေအများကြီးရနေကြတာအားလုံးမှတ်မိကြအောင်ပါလေးလောင်းပြန်တူတတ်မှုနော်အဲ့ဒါမှုရေးစေဝါနဲ့လုံးဝဆက်ဆက်ပါတယ်တကယ်ထိပ်ပန်းခေါင်းဆောင်တွေကဟိုလုံနေတာဟလာဒီတာဝန်သိတဲ့ရဲအရာရှိတယောက်ကဒီကွန်တိန်နာလိုက်မိတယ်မိတယ်ပြီးသိမ့်မကြဘူးပဲနှုတ်ပိတ်ခံရတယ်နှုတ်ပိတ်ခံရတာမှရဲဆက်ဆက်မိသားစုလိုက်ကိုနော်မိသားစုလိုက်ကိုဟိုအရှင်းခံလိုက်ရတာအသက်ခံလိုက်ရတာဆိုတော့ဒါတွေအားလုံးကစစ်တပ်ကလုံတယ်ဒါပေမဲ့သူတို့ကအေးရဲ့နိုင်ငံရေးအညွန့်ကိုချိုးချင်တဲ့ခါကျမှုရေးစေဝါနဲ့ဆွဲထည့်လာပြဿနာဘာလဲဆိုတော့လဲတော့လဲကျင်သားဗျဒါပေမဲ့တပတ်အပတ်ပြေအောင်မလဲတဲ့ခါကျကိုရှုကိုပြန်ပတ်တာပေါ့ဗျာအဲ့လိုဖြစ်သွားတာဒါစစ်တပ်ကဘယ်တော့မှလည်းတရေမကောင်းဘူးလိုရင်တစ်မျိုးမလိုရင်တစ်မျိုးလိုရင်ဟာလားတချို့တိုင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေကိုမှုရေးစေဝါတရားဝင်ထုတ်ခွင့်ပေးတယ်မလိုတဲ့အခါကျရင်အခုလိုမျိုးကြောက်တွန်းနေပေါ့ဗျာကြောက်တွန်းနေပေါ့သူတို့ကတော့လှက်ပတ်ပြီးတော့ကလိန်စိတ်ညမ်းဆင်နေတာပဲဗျာနော်အဲ့တော့သူတို့မှအရှက်တွေတိတ်ခါတွေလုံးဝမရှိဘူးအခုကျွန်တော်ဒီမကြသိမီကနေပြီးတော့မှလှုပ်သွားတဲ့2025အလုံးမြန်မာနိုင်ငံရဲ့ဟိုပါပေါ့ဗျာမြန်မာနိုင်ငံရဲ့စိန်ခေါ်မှုပေါ့အဲ့ဒီခေါင်းစဉ်နဲ့ဆွေးနွေးပွဲလုပ်သွားပါတယ်အဲ့ဒီပွဲမှာမင်းအောင်နိုင်ကိုနိုင်ကအမှပြောတာကျွန်တော်နားထောင်လိုက်ရပါတယ်အဲ့တော့ရိုးရိုးသားသားပြောရရင်ဆိုအဲ့ဒီအောင်စရိုးရိုးသားသားပြောတယ်ဆိုတဲ့ဟိုကနော်ဒါအရင်စကားလုံးတွေကဒါမယုံမသားပြောတဲ့အတိတ်ပဲဖော်ဆောင်နေတယ်ဟုတ်လားစကားဆိုတာကတော့အမြဲတမ်းမှန်မှန်ကန်ကန်ရိုးသားသားပြောတဲ့သူကဒီလိုမျိုးစကားကိုညီတန်းပြောစရာအောင်မလုပ်ဘူးရိုးရိုးသားသားပြောရရင်ဆိုတဲ့ကိုကမယုံမသားပြောတာပဲအဲ့တော့တိုင်းပြည်ဖွံ့ဖြိုးတည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်တာကိုလိုချင်ပါတယ်တဲ့ရိုးတန်းတန်းပြောရတယ်နော်နောက်တစ်ခုကစစ်တပ်ကတိုင်းတနိုင်ငံလုံးမှာအကြမ်းဖက်တာမရှိပါဘူးတဲ့နောက်တစ်ချက်ကတော့နော်သဘောထားကွဲလွဲတဲ့လူတွေကနေပြီးတော့စန့်ကျင်မှုလုပ်ပြီးတော့စန့်ကျင်ဖို့အတွက်အကြမ်းဖက်မှုတွေကိုလုပ်နေတာသာဖြစ်ပါတယ်တဲ့အဲ့ဒီသုံးခုစလုံးဟာနော်ပြောင်းပြန်ပြန်တွေ့ရမယ်စကားတွေပါပဲနော်တိုင်းပြည်တကယ်တည်ငြိမ်အေးချမ်းခြင်းနဲ့ဖွံ့ဖြိုးတိုးတက်ခြင်းနဲ့ဆိုရင်တကယ်တည်ငြိမ်အောင်ဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်တဲ့လူတွေလက်ထဲကိုအာဏာရှိဖို့လိုတယ်နော်အဲ့ဒီလိုမျိုးလူတို့ကနေပြီးတော့အရေးချင်းရှိတဲ့လူတွေလုံနိုင်တဲ့လူတွေကိုနော်အာဏာအနှင်းတာကိုအဲ့ဒီလူတို့အနှင်းနဲ့နော်အရွေးကောက်ခံပုံကိုယ်တွေရှိရနေအာဏာကိုလုသွားတယ်ဗျာအဲ့တော့တိုင်းပြည်တည်ငြိမ်အေးချမ်းအောင်နော်လှုပ်ချင်တာလားမတည်ငြိမ်အောင်လှုပ်ချင်တာလားဆိုတာတော့ဒါတော့လွန်ခဲ့တဲ့နှစ်ပေါင်း80လောက်ကိုပြန်ကြည့်ရင်သိနိုင်ပါတယ်အဲ့တော့စစ်တပ်ဟာတိုင်းပြည်ကိုအမြဲတမ်းမငြိမ်းချမ်းအောင်လုပ်နေဒါမှစစ်တပ်ရဲ့အခမ်းကဏ္ဍကနော်ကြီးမားမှာ哦ဒါကြောင့်စစ်ပွဲတွေမဖြစ်ဖြစ်အောင်ဖန်တီးတဲ့တိုင်းသားအချင်းချင်းတွေကြားမှာတွေးခွဲအောင်လုပ်တဲ့ဗမာနဲ့တိုင်းသားတွေကြားထဲမှာတွေးခွဲအောင်လုပ်တဲ့ဒီနည်းနဲ့ပဲသူတို့ကနှစ်ပေါင်း80ကျော်ဖြတ်သန်းလာခဲ့တာအဲ့ဒီအရာတော့သူတို့ကောင်းကောင်းသိတယ်နော်တိုင်းပြည်ကိုတကယ်အေဂျင့်ခြင်းနဲ့တည်ငြိမ်ခြင်းနဲ့ဖွံ့ဖြိုးတိုးတက်ခြင်းနဲ့ဆိုရင်နော်ဟိုပြောရမယ်ဆိုရင်2021မှာရွေးကောက်ပွဲနိုင်တဲ့ NLD လက်ထဲကိုဒါအာဏာတက်အလိုက်ပြီးနေပြီလေနောက်တစ်ခုကစစ်တပ်ဟာတဲ့တနိုင်ငံလုံးမှာအကြမ်းဖက်မှုတွေမလုပ်ပါဘူးတဲ့နော်ဒါလည်းရှင်းပြစေရတော့အထွေထူးရှိမှမထင်ဘူးအပြစ်မဲ့တဲ့ကလေးတွေကိုစနိုက်ပါနဲ့ခေါင်းယူပဲတဲ့ပြစ်တာဘယ်ကောင်းနေပြစ်တာလဲနော်ဘကိုးမှာကလေးတွေမခံနိုင်လို့နော်ရလက်နဲ့ကလေးနဲ့လက်နဲ့ဆိုတာတော့တန်းတန်းမဟုတ်ပါဘူးနော်အဲ့ကလေးတွေတရက်ထဲမှာအယောက်80ကျော်သေသွားတယ်ကလေးတွေနော်15 16 18 20ကျော်လေးတွေပေါ့တိုင်းပြည်အတွက်ဒါဟိုအနာဂတ်သားကောင်းတွေကိုတနေရာထဲမှာတရက်ထဲမှာပြစ်တက်သွားတာကလေး80ကျော်သွားတယ်ဒါကြောင့်မလို့တိုင်းပြည်လုံးကလူတွေကမခံမရနိုင်ဖြစ်ပြီးတော့ဒီကောင်တွေကိုလက်နဲ့ပြန်တိုက်မှရမယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့တူလက်နဲ့ခိုက်ဒေါ်လာကြီးဖြစ်လာတာဖြစ်တယ်ဘယ်သူမှလှုပ်ထားလည်းမဟုတ်ဘူးဒီကနေ့အထိတိုက်ပွဲတွေကိုပြန်ကြည့်လိုက်ဘယ်သူကအကြမ်းဖက်နေတာလဲဆိုတာလည်းအားလုံးလည်းသိပြီးသားပဲဖြစ်တယ်ဟုတ်တယ်မလားနောက်တစ်ခါကျွန်တော်တို့ကဒီတိုင်းပြည်ကိုသဘောထားကွဲလွဲတဲ့လူတွေကနေပြီးတော့စန့်ကျင်ဖို့အတွက်အကြမ်းဖက်မှုတွေလုပ်နေပါတယ်တဲ့ဆိုတော့အကြမ်းဖက်တဲ့ကဟိုပြောမှဆိုပေါ့ဗျာတခိုးကလူပြန်ဟစ်တဲ့လောက်ရပါပဲเนาะလောက်ရပါပဲဒေါ်လာတောက်လျှောက်မှာပြန်ကြည့်လိုက်ရင်ဒေါ်လာအရာစုတွေကတရားသောနီးနဲ့เนาะ
တရားသောစစ်ကိုဆင်နွှဲနေတယ်အဲ့တော့တုံပန်းတွေကိုဘယ်လိုမျိုးစောက်ရှောက်တယ်လဲအားလုံးသိကြတဲ့အတိုင်းเนาะ Geneva Convention သဘောတူညီမှုနဲ့အတူအားလုံးထားတယ်ဟလာလူခွင့်ရအပြည့်အဝထားတယ်အဲ့ဒီတုံပန်းတွေကိုနှိုက်ကစစ်တပ်ထဲမှာနေရတဲ့ဆိုင်သူတို့တုံပန်းဖြစ်ရတာပိုးပြီးသဘောကျတဲ့အနေထားရှိတယ်ဆိုတော့သူတို့ interview တွေကြည့်ဒါအတိအတာကြီးပဲเนาะဆိုတော့အဲ့ဒီလိုမျိုးသာဒီဘက်ကချန်ချန်တန်တန်เนาะလူမဆန်းစာလုပ်မယ်ဆိုရင်ဘယ်သူကအလင်းဝင်လာမလဲဘယ်သူတွေအလံဖြူထောင်ကြမလဲအခုကြည့်လေဘယ်တိုက်ပွဲမဆိုเนาะအလံဖြူထောင်တာဟိုပွဲတွေပဲလို့တော့ပြောလို့ရတယ်เนาะအဲ့လိုဟိုဒီဘက်ကလူတွေဒါချန်ချန်တန်တန်ဟာလာဒီဥပဒေနဲ့မညီဆက်ဆံမယ်ဆိုရင်ဘယ်သူမှတော့လာမဲ့သူရှိမှာမဟုတ်ဘူးเนาะဒါလည်းထွေထူးပြောစရာတော့မလိုပါဘူးဒီကောင်းလေးအကျင့်ရလဲတီဗီကအတိုင်းပဲသို့တော်ညာလဲပဲเนาะနိုင်ငံတကာဆိုတာတော့သိတဲ့အတိုင်းပဲအာဏာရှိတဲ့လူကိုပဲသူကဆက်ဆံနေကြတယ်ကိုယ်နိုင်ငံအရေးတာကိုကလောကမှာတာဖြစ်တယ်ဘသူမှခင်ဗျာသူများအိမ်တွင်းရေးကိုเนาะကောင်းကင်ခံပြီးတော့မလုပ်ချင်ကြအောင်မလွဲတာမရှောင်တာသူတို့ရှိဒုက္ခတွေပါလာလို့သာသူတို့ကဝင်ပါနေတဲ့သဘောပဲရှိတယ်ဒါကြောင့်မလို့เนาะသူပြောတာလိန်တယ်ဆိုတာလဲအဲ့မှာပါနေတဲ့လူအကုန်လုံးတော့သိတယ်နော်အကုန်လုံးသိတယ်တို့ပေမဲ့လည်းအားလုံးကအကျိုးစီးပွားတွေပါပဲအကျိုးစီးပွားတွေကအထိုက်လျောက်နေရတာပဲဖြစ်တယ်ဘယ်လိုပဲဖြစ်ကျွန်တော်တို့ကဒီပွဲမှာဒီကောင်းလေးကိုပြီးသက်ဖြုတ်ချမှာဖြစ်မှာဖြုတ်မချဘူးဆိုရင်တိုင်းပြည်ဟာတော်တော်ကြီးကိုစိုးစိုးဝါးအခြေအနေတွေနဲ့ရင်ဆိုင်ရနိုင်ပွဲရှိတယ်အဲ့တော့တိုင်းပြည်မှာလည်းရှိတာတွေလည်းကုန်နေပြီဟာလားကြာလာရင်တော့ကျွန်တော်မကြာခဏပြောသလိုနော်တိုင်းပြည်ကမြေပုံမှာကမ္ဘာမြေပုံပေါ်ကနေပျောက်သွားမယ့်အနေအထားရှိပါတယ်တရုတ်ကလည်းရရင်တဆုံးနိုင်နော်အဲ့တော့နောက်ခုဒါရုရှားတွေဝင်လာတော့မယ်ရုရှားတွေဝင်လာမယ်ဆိုတာတဲ့ကိုတမင်သက်သက်သွားဖိတ်ခေါ်တာပေါ့ဗျာအဲ့ဒါကျဲဥတွေမဟုတ်ဘူးနော်ရှိတာအကုန်ပေးပြီးတော့ရုရှားကိုသွားပင့်လာတာဆိုတော့တစ်ချိန်လုံးကဗိုလ်ချုပ်အောင်ဆန်းကအင်္ဂလိပ်ကိုတိုက်ဖို့အတွက်ဂျပန်ကိုခေါ်လာတဲ့အခါမှာကျွန်တော်ထင်တယ်တခင်ဆိုးလို့ထင်တယ်တခင်ဆိုးကထောင်ထဲကနေပြီးတော့ဇာရေးပြီးတော့ဗိုလ်ချုပ်အောင်ဆန်းစီပို့လိုက်တယ်အဲ့ကောင်အောင်ဆန်းမင်းခေါ်လာတဲ့ကောင်တွေမင်းပြန်ပို့ဆိုပြီးအဲ့လိုမျိုးပေါ့ဗျာအဲ့တော့ဒါအင်္ဂလိပ်ကိုတိုက်ဖို့တဲ့ဂျပန်ကိုစီမစစ်ပညာသင်နဲ့ဂျပန်ကမြန်မာပြည်ထဲရောက်လာတာပေါ့ဗျာနောက်ဆုံးတော့ဒါဗိုလ်ချုပ်ဦးဆောင်ပြီးတော့ပဲဒါဂျပန်ကိုပြန်တိုက်ခဲ့တယ်ပေါ့ဆိုတော့အခုလဲဒါနော်ဗိုလ်ချုပ်ကတော့တိုင်းပြည်အတွက်ဂျပန်ကိုသွားခေါ်တာမင်းအောင်လှိုင်ကတော့တိုင်းပြည်အတွက်မဟုတ်ဘူးသူနဲ့သူ့မိသားစုအကျိုးစီးပွားအတွက်နော်တရုတ်ကရုရှားကိုသွားပြီးတော့ဟိုပြောရမယ်ဆိုရင်တော့ဗျာဟိုလင်းတော်တယ်လို့ပြောလို့ဖြစ်နေတယ်နော်အဲ့လိုအနေထားဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီနှစ်ထဲမှာအပိသက်လောက်ရင်လောက်မလောက်ရင်တိုင်းပြည်ရဲ့အနာဂတ်ကမလွယ်ဘူးအပိသက်လုံနိုင်တဲ့အနေထားတွေလည်းရှိနေတယ်အခုဒါအဓိကတော့ AA ပေါ့ဗျာ AA ရဲ့အခမ်းကဏ္ဍကအခုဒါကျွန်တော်တို့2029ဒီနောက်ပိုင်းမှာ132ခွန်နော်132ခွန်ပွဲနောက်ပိုင်းမှာတော်တော်ကြီးလေးကိုအရေးပါတဲ့အခမ်းကဏ္ဍမှာရှိလာတယ်အဲ့တော့132ခွန်မှာပါတဲ့ဒီ MNDAA ကိုကက်TNL ပလောင်နောက်တစ်ခါကျွန်တော်ဒီ AA ရခိုင်ထဲမှာဒီမြန်မာတွေနဲ့နီးစပ်တဲ့ဆက်ဆံရေးရှိတာ AA ပဲဗျနော် AA ပဲ AA နဲ့မြန်မာတွေနဲ့တော်တော်နီးဆက်ဆက်ရှိတယ်အဲ့တော့အခုဒီကနေ့တိုက်ပွဲတွေမှာလည်း AA ကဥဆောင်နေတယ်စင်ဆက်တစ်လျှောက်ငြိမ်လာတဲ့ AA တွေလှုပ်နေပြီနော်အေယာဝတီမှာလှုပ်နေလင်းမြမနာဘက်မှာဒါလိန်နဲ့ပုံကျဲတာဖြစ်ကုန်ပြီအဲ့တော့အေယာဝတီဘကိုးမကွေးအကုန်လုံးအေးရနော်စီးဥဆောင်မှုပေးနေတာအေးရဲ့အခန်းကဏ္ဍတော်တော်ကြီးလာတဲ့အနေအထားဖြစ်တယ်ဒါကြောင့်မလို့ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာကလည်းအေးကိုသူတို့ပေါ့ဗျာစိတ်ဝင်စားနဲ့နော်စောင့်ကြည့်နေတဲ့သဘောရှိတယ်လို့ကျွန်တော်မြင်ပါတယ်အဲ့တော့ဒီပွဲကနော်သတ်မှတ်ထားတဲ့အချိန်နဲ့လည်းဆော့ပြီးကောင်းနဲ့ပြီးသွားနိုင်တယ်။ဘာကြောင့်ပြောရလဲဆိုတော့အခုဒါအေးရကျွန်တော်ဒီမကွေးတိုင်းနဲ့ပဲခူးတိုင်းနဲ့မှာရှိတဲ့လက်နက်စက်ရုံတွေကိုမသိမ်းနိုင်သည့်တိုင်အောင်တော့စိုးမိုးနေမီတစ်ခုဖြစ်အောင်တို့ထိုးစစ်ဆင်နေတယ်လို့တော့နားလေတယ်။အဲ့တော့မသိမ်းနိုင်မဲနဲ့ဒီဟိုစိုးမိုးနေမီလုံနိုင်တော့မစိုးဘူးလို့ပြောလို့ရတယ်။စကားစားရဲ့လက်နက်ထုတ်လို့ရည်တွေဟလာနှောင်နေသွားမယ်။နော်တချို့နေရာတွေဆိုလုံရက်တက်သွားနိုင်တဲ့အနေအထားရှိမယ်။အဲ့ဒါလောက်ဖြစ်ရင်ပဲနော်စစ်တပ်ဟာစကားစားတော်အားနေသွားနိုင်တဲ့အခြေအနေရှိပါတယ်။အဲ့တော့ဒီဘက်ကတောင်ပိုင်းကလည်းတက်မယ်။နောက်တစ်ခါဒီဗမာပြည်အလယ်ပိုင်းကနော် NUG နဲ့ဒီကျွန်တော်တို့ PPLA နော်ကိုဆောင်ခါတို့တက်တယ်သူတို့အစီအစဉ်တွေအားလုံးကပေါင်းစုံသွားမယ် Monthly PDF ကနဲ့နော်ဟိုရှာမန်စစ်စရင်ကိုသူတို့အင်တိုင်းအားတိုင်းလုံမယ်ဟေးဆိုမင်း online ကဘယ်ပေါင်းစုံကနေပြီးတော့နော်ဘယ်ပေါင်းစုံကဖိနှိပ်မှုတွေဟ
ဖိအားတွေဝင်ပြီးတော့သူဘလို့လှဲ့နော်လှဲ့နိုင်မဲ့အနေထားမရှိဘူးလို့ပဲကျွန်တော်မြင်ပါတယ်ဒီကောင်တွေကလှဲ့တော့လှဲ့ချင်သားဗျနော်အပတ်မလဲဘူးလို့ပြောရမှာပေါ့အဲ့တော့တိတ်မကြခင်မှာကျွန်တော်ဒေါ်လာရေးအောင်ပွဲနဲ့အဆုံးသတ်မယ်လို့ကျွန်တော်အလေးနဲ့ယုံကြည်ပါတယ်ဒါကြောင့်မလို့ဒီဒေါ်လာရေးမြန်အဆုံးသတ်နိုင်ဖို့အတွက်လူထုတရက်လုံးကနော်နောက်ဆုံးတိုက်ပွဲလို့သဘောထားပြီးတော့ရေကုန်ရေကန်းပူပေါင်းပါဝင်ပေးကြပါလို့တိုက်တွန်းနေတော့ဒီနေ့ဗီဒီယိုလေးကိုဒီမှာနဲ့ဆုံးသတ်ပါလေဗျာအားလုံးအထူးပဲကျေးဇူးတင်ပါတယ်
ကြာသေးမီကကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်တဲ့ဘင်္ဂလားဒေ့ရှ်ခရီးစဉ်မှာသတင်းစာပွဲတစ်ခုမှာ AA နဲ့ဆွေးနွေးညှိနှိုင်းဖို့အရေးကြီးတယ်ဆိုတဲ့မှတ်ချက်စကားပေးသွားတယ်ပေါ့ဗျာအဲ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကအဲ့ဒီကဘင်္ဂလားဒေ့ရှ်ထဲမှာရောက်နေတဲ့ရိုဟင်ဂျာဒုက္ခသည်စခန်းတွေလည်းသူသွားတယ်သွားပြီးတော့သတင်းစာရှင်းလင်းပွဲတွေပါလုပ်ပြီးတော့သူပြန်သွားတယ်သူပြန်ပြီးတော့ရပိုင်းအတွင်းမှာပဲကျွန်တော်တို့အာဆာအဖွဲ့ကောင်းဆောင်နေဟိုဘင်္ဂလားဒေ့ရှ်အစိုးရကဖမ်းလိုက်တယ်ဗျအဲ့လိုဖမ်းလိုက်တဲ့အခါမှာနေပြီးတော့ရုပ်ဖြစ်ကုန်ကြတယ်ခင်ကြီးကဟိုတော်တော်လေးရတာတော့ ICC ကနေပြီးတော့ဖမ်းရထုတ်လို့မရဘူးဘာညာဆိုပြီးတော့တက်ပြောပါသေးတယ်အဲ့တော့ဘာဖြစ်လို့သူတို့အဲ့လောက်ထိတက်လို့ဖြစ်နေရတာလဲဒါတွေပြန်ကြည့်လိုက်ရခိုင်မှာဖြစ်သွားတဲ့စခန်းပေါင်း30တိုက်ခိုက်တဲ့ကိစ္စအားလုံးဟာစစ်တပ်ကနေပြီးအကွက်ချက်ဒီအာဆာနဲ့ပေါင်းပြီးတော့ကြံစီလုပ်သွားတာဖြစ်တယ်ပြောရမယ်ဆိုရင်တော့ဗျာဒေါက်တာစုကြည်ဦးဆောင်တဲ့ NLD အစိုးရကိုဖြုတ်ချဖို့အတွက်စစ်တပ်ဟာနော်အချိန်ယူပြီးတော့တည်တည်ချာအစီအစဉ်ဆွဲပြီးတော့ဒီအာဆာနဲ့ပေါင်းပြီးတော့ရခိုင်မှာပြဿနာမိမှုခဲ့တာသူတို့လောက်တာထိရောက်ခဲ့တယ်လို့ပြောလို့ရတယ်ဒေါက်တာစုကြည်ပေါ်မှာကပ္ပအင်အားကြီးနိုင်ငံတွေရဲ့ထောက်ခံမှုရော့ကျသွားတယ်နောက်ဆုံးအဆင့်ပေါ့ဗျာဒီအာဏာသိမ်းနိုင်တဲ့အဆင့်ထိရောက်သွားတယ်ပေါ့နော်အဲ့ဒီသူတို့အောင်မြင်တယ်လို့ပြောလို့ရတယ်အခုအာဆာကိုဖမ်းလိုက်ပြီအာဆာဘင်္ဂလားဒေ့ရှ်ထဲမှာရှိနေတာဘင်္ဂလားဒေ့ရှ်အစိုးရသိတာပေါ့ဘာလို့အခုမှဖမ်းလဲနော်ဘာလို့အခုမှဖမ်းလဲအခုချိန်မှာဒီတန်းနဲ့ချီတဲ့ဒုက္ခတွေပေါ့ဗျာဘင်္ဂလားဒေ့ရှ်ထဲရောက်နေဒုက္ခတွေပြဿနာကိုတကယ်ဖြေရှင်းမယ်ဆိုရင်တကယ်ဌာနေတိုင်းသားတွေဖြစ်တဲ့ရခိုင်တွေရဲ့ဆန္ဒအမတန်မှအရေးကြီးတယ်အခုချိန်မှာအေးရစစ်နိုင်သူဖြစ်နေပြီဒါလည်းတကြောင်ပေါ့ဒါကြောင့်မလို့ဒီဒုက္ခတွေအရေးတွေနဲ့ပတ်သက်တဲ့ထောက်ပံ့မှုတွေနေရပြန်ပို့ဖို့ဘာညာကိစ္စတွေအားလုံးဟာအေးနဲ့နော်တေချာညှိနှိုင်းမှသာအဆင်ပြေမယ်ဆိုတဲ့အယူအဆကိုကုလသမဂ္ဂကိုယ်တိုင်ကလည်းလက်ခံလာတယ်ဒီနေရာမှာရခိုင်ပြည်နယ်အရေးနော်ဖြေရှင်းမရတာဟာရန်နှစ်ခုရှိတယ်တစ်ခုကစစ်တပ်နောက်တစ်ခုကပြည်ပရောက်နေတဲ့ရိုဟင်ဂျာအရေးလှုပ်ရှားသူတွေရဲ့စိတ်ဆိုမှုတွေအများကြီးပါတယ်လို့ကျွန်တော်တော့အဲ့လိုပဲမြင်ပါတယ်တကယ်ဒုက္ခရောက်နေတဲ့ဒုက္ခတွေအားလုံးကရခိုင်နေတဲ့အတူအေးချမ်းချမ်းနေကြတဲ့လူတွေကြီးပါပဲအဲ့တော့အေးရခိုင်ပြည်မှာနော်စစ်ပွဲတွေနိုင်တာရခိုင်ပြည်မှာအေးအုပ်ချုပ်ထားဘူးဒီဒုက္ခတွေတွေကလည်းလူလားလားရှိတဲ့ပူဒီယိုဖိုင်နေပေါ့ဗျာသူတို့စန္ဒသဘောထားတွေထုတ်ဖော်တဲ့ပူဒီယိုဖိုင်နေလည်းကျွန်တော်ကြည့်ရပါတယ်အဲ့တော့ပြဿနာရဲ့အရေးမြစ်ကိုဒါအေးရောကုလသမဂ္ဂဟိုကမြင်သွားတယ်လို့ကျွန်တော်ထင်ပါတယ်တော့အေးရတော့ကိုလေးကသိပါတယ်ဒီလိုမျိုးပြဿနာတွေဘယ်လိုဖြေရှင်းရမလဲဆိုတော့တိုင်းပြည်ပုံတွေအရင်ကောင်းပါတယ်အဲ့တော့အေးတောင်ထောင်ချောက်နှခမ်းဝါကိုရောက်နေတယ်လို့ပြောလို့ရပါတယ်ဟုတ်လားပြည်ပရောက်တွေရိုဟင်ဂျာရေးထောက်ခံတဲ့လူတွေရဲ့အေးပေါ်မှာဆွဆွတိုက်ခိုက်မှုတွေအများကြီးတွေ့ရတယ်ပေါ့ဗျာဒါတွေကိုအေးရလိမ္မာပန်းနဲ့စွာနဲ့ရှောင်ရှားနိုင်တယ်အခုဆိုရင်ဒါနိုင်ငံရေးအရာပေါ့ဗျာအဆင့်မြင့်လာတယ်လို့ပြောလို့ရတယ်ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကို၌ကဒီလိုမျိုးအရေးပေးပြီးတော့ထုတ်ဖော်လာတာဟာအေးအတွက်တော့နိုင်ငံရေးအရာဂုဏ်သိက္ခာတက်တာပဲဗျအဲ့ဒီလိုနိုင်ငံရေးအတွက်နိုင်ငံရေးဂုဏ်သိက္ခာတက်လေဟုတ်လားရခိုင်မှောက်ယူထားတဲ့မင်းအောင်လှိုင်ကမနာလိုစိတ်တွေဖြစ်ပေါ်ဗျာပုံပြီးဖြစ်လာတယ်အဲ့တော့ဘာလို့လဲဆိုတော့ခြေထိုးခံတာပေါ့ဘလို့ထိုးခံတယ်လဲမတ်လ6ရက်နေ့ကမိလိုက်တဲ့ကျပ်ငွေ69ဘီလီယံတန်ဖိုးရှိတဲ့မူရစီဝါတွေဟာအေးစီဝါရေးတာဝန်ခံကနေပြီးတော့မလေးရှားကိုပို့ဖို့အတွက်ပစ္စည်းတွေဖြစ်ပါတယ်ဆိုပြီးတော့အေးကိုမူရစီဝါထောင်ချောက်တဲ့ကိုပြစ်သွင်းလိုက်တယ်ပေါ့ဗျာအဲ့တော့အေးဘက်ကလည်းစာလေးထုတ်လိုက်တာမဟုတ်ပါဘူးဗျာနဲ့အတိုင်းပြည်လုံးလည်းသိတယ်မဟုတ်ဘူးဆိုတာနော်တို့ပေမဲ့ဒီကောင်တွေကတော့သိတဲ့အတိုင်းတစ်ချက်ကုန်နှစ်ချက်ပြတ်လောက်လိုက်တာအေးရဲ့ဟိုပေါ့ဗျာတလူတက်နေတဲ့နိုင်ငံအညွန်ကိုချိုးကျင်တာရယ်နောက်တစ်ခုကရှေ့တော့အာရှနိုင်ငံတွေမှာမူရစီဝါဖြန့်ဖြူးနေတာအဓိကအေးဆိုတဲ့ပုံစံမျိုးသူကရှေ့တော့အာရှနိုင်ငံတွေရဲ့အားနေပြီးအေးကိုမထောက်ခံအောင်နော်ဟိုပါပေါ့ဇလန်းစင်တာပေါ့ဗျာဇညွှန်းရေးကြတာပေါ့အဲ့တော့သူတို့ကဘလောက်ပဲလုံးနော်ရေထဲမှာငုတ်ပြီးမစင်စွန့်တယ်လို့ပဲလူမပေါ်သေးဘူးဟိုတင်းကအရင်ပေါ်လာသလိုပါပဲအဲ့တော့အခုရပိုင်းတွင်မှာပဲနော်ရမခတိုင်းမှုဟောင်းကို
သူတို့နဲ့ပတ်သက်မှုရေးစေဝါကိစ္စတွေပေါ့ဗျာကြားဖြန့်ကိစ္စရောမှုရေးစေဝါတည်တဲ့ကိစ္စတွေရောလက်နက်တည်တဲ့ကိစ္စတွေရောအကုန်လုံးပူးပေါ်သူတို့ပေါ်တာဖုံးမရဖိမရဖြစ်ကုန်နော်အမှန်တကယ်တော့ဒီစစ်တပ်ကဟုတ်အရင်တည်းကမှုရေးစေဝါနေပြီးတော့သူတို့ဝင်ငွေအများကြီးရနေကြအားလုံးမှတ်မိကြအောင်ပါလေးလောင်းပြန်လူသားမှုနော်အဲ့ဒါမှုရေးစေဝါနဲ့လုံးဝဆက်ဆက်ပါတယ်တကယ်ထိပ်ပန်းခေါင်းဆောင်တွေကလုံနေတာဟာလာဒီတာဝန်သိတဲ့ရဲအရာရှိတယောက်ကဒီကွန်တိန်နာလိုက်မိတယ်မိတယ်ပြီးသိမ့်မကြဘူးပဲနှုတ်ပိတ်ခံတယ်နှုတ်ပိတ်ခံရတာမှရဲဆက်မိသားစုလိုက်ကိုနော်မိသားစုလိုက်ကိုအရှင်းခံလိုက်ရတာအသက်ခံလိုက်ရတာဆိုတော့ဒါတွေအားလုံးကစစ်တပ်ကလုပ်တယ်ဒါပေမဲ့သူတို့ကအေးရဲ့နိုင်ငံရေးအညွန့်ကိုချိုးချင်တဲ့ခါကျမွေးစေဝါနဲ့ဆွဲထည့်လာပြဿနာဘာလဲဆိုတော့လဲတော့လဲကျင်သားဗျဒါပေမဲ့တပတ်အပတ်ပြေအောင်မလဲတဲ့ခါကျကိုရှုကိုပြန်ပတ်တာပေါ့ဗျာအဲ့လိုဖြစ်သွားတာအဲ့တော့ဒါစစ်တပ်ကဘယ်တော့မှလည်းတရေမကောင်းဘူးလိုရင်တစ်မျိုးမလိုရင်တစ်မျိုးလိုရင်ဟာလားချုပ်တိုင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေကိုမှုရေးစေဝါတရားဝင်ထုတ်ခွင့်ပေးတယ်မလိုတဲ့အခါကျရင်အခုလိုမျိုးကြောက်တွန်းနေပေါ့ဗျာကြောက်တွန်းနေပေါ့သူတို့ကတော့လှက်ပတ်ပြီးတော့ကလိန်စိတ်ညမ်းဆင်နေတာပဲဗျနော်အဲ့တော့သူတို့မှအချက်တွေတိတ်ခါတွေလုံးဝမရှိဘူးအခုကျွန်တော်ဒီမကြသိမိကနေပြီးတော့မှလှုပ်သွားတဲ့2025အလုံးမြန်မာနိုင်ငံရဲ့ဟိုပါပေါ့ဗျာမြန်မာနိုင်ငံရဲ့စင်ခေါ်မှုပေါ့အဲ့ဒီခေါင်းစဉ်နဲ့ဆွေးနွေးပွဲလုပ်သွားပါတယ်အဲ့ဒီပွဲမှာမင်းအောင်နဲ့ကိုနိုင်ကအမှပြောတာကျွန်တော်နားထောင်လိုက်ရပါတယ်အဲ့တော့ရိုးရိုးသားသားပြောရရင်အဲ့ဒီအောင်စရိုးရိုးသားသားပြောတယ်ဆိုတဲ့ဟိုကနော်ဒါအရင်စကားလုံးတွေကမျိုးမသားပြောတဲ့အတိတ်ပဲဖော်ဆောင်နေတယ်ဟုတ်လားစကားဆိုတာကတော့အများတန်းမှန်မှန်ကန်ကန်ရိုးရိုးသားသားပြောတဲ့လူကဒီလိုမျိုးစကားကိုနေတန်းပြောစရာမလိုဘူးရိုးရိုးသားသားပြောရရင်ဆိုတဲ့ကိုကမယူမသားပြောတာပဲအဲ့တော့တိုင်းပြည်ဖွံ့ဖြိုးတည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်တာကိုလိုချင်ပါတယ်တဲ့ရိုးတန်းတန်းပြောရတယ်နော်နောက်တစ်ခုကစစ်တပ်ကတနိုင်ငံလုံးမှာအကြမ်းဖက်တာမရှိပါဘူးတဲ့နောက်တစ်ချက်ကတော့နော်သဘောထားကွဲလဲတဲ့လူတွေကနေပြီးတော့နော်စန့်ကျင်ဖို့လုပ်ပြီးတော့စန့်ကျင်ဖို့အတွက်အကြမ်းဖက်မှုတွေကိုလုပ်နေတာသာဖြစ်ပါတယ်တဲ့အဲ့ဒီသုံးခုစလုံးဟာနော်ပြောင်းပြန်တွေ့ရမယ်စကားတွေပါပဲနော်တိုင်းပြည်တကယ်တည်ငြိမ်အေးချမ်းခြင်းနဲ့ဖွံ့ဖြိုးတိုးတက်ခြင်းနဲ့ဆိုရင်တကယ်တည်ငြိမ်အောင်ဖွံ့ဖြိုးတိုးတက်အောင်လုပ်နိုင်တဲ့လူတွေလက်ထဲကိုအာဏာရှိဖို့လိုတယ်နော်အဲ့ဒီလိုမျိုးလူတို့ကနေပြီးတော့အရေးချင်းရှိတဲ့လူတွေလုံနိုင်တဲ့လူတွေကိုနော်အာဏာအနှင်းတာအဲ့ဒီလူတို့အနှင်းနဲ့နော်အရွေးကောက်ခံပုံကိုယ်ရှိရနေအာဏာကိုလုသွားတယ်ဗျာအဲ့တော့တိုင်းပြည်တည်ငြိမ်အေးချမ်းအောင်နော်လှုပ်ချင်တာလားမတည်ငြိမ်အောင်လှုပ်ချင်တာလားဆိုတာတော့ဒါတော့လွန်ခဲ့တဲ့နှစ်ပေါင်း80လောက်ကိုပြန်ကြည့်ရင်သိနိုင်ပါတယ်အဲ့တော့စစ်တပ်ဟာတိုင်းပြည်ကိုအမြဲတမ်းမငြိမ်းချမ်းအောင်လုပ်နေဒါမှစစ်တပ်ကအခမ်းကဏ္ဍကနော်ကြီးမားမှာ哦ဒါကြောင့်စစ်ပွဲတွေမဖြစ်အောင်ဖန်တီးတဲ့တိုင်းသားအချင်းချင်းကြားမှာတွေးခွဲအောင်လုပ်တဲ့ဗမာနဲ့တိုင်းသားတွေကြားထဲမှာတွေးခွဲအောင်လုပ်တဲ့ဒီနည်းနဲ့ပဲသူတို့နှစ်ပေါင်း80ကျော်ဖြတ်သန်းလာခဲ့တာအဲ့ဒီအရာတော့သူတို့ကောင်းကောင်းသိတယ်နော်တိုင်းပြည်ကိုတကယ်အေဂျင့်ခြင်းနဲ့တည်ငြိမ်ခြင်းနဲ့ဖွံ့ဖြိုးတိုးတက်ခြင်းနဲ့ဆိုရင်နော်ဟိုပြောရမယ်ဆိုရင်2021မှာရွေးကောက်ပွဲနိုင်တဲ့ NLD လက်ထဲကိုဒါအာဏာအလိုက်ပြီးနေပြီလေနောက်တစ်ခုကစစ်တပ်ဟာတဲ့တနိုင်ငံလုံးမှာအကြမ်းဖက်မှုတွေမလုပ်ပါဘူးတဲ့နော်ဒါလည်းရှင်းပြကြရတော့အထွေထူးရှိမှမထင်ဘူးအပြစ်မဲ့တဲ့ကလေးတွေကိုစနိုက်ပါနဲ့ခေါင်းရွယ်တဲ့ပြစ်တာဘယ်ကောင်းနေပြစ်တာလဲနော်ဘကိုးမှာကလေးတွေမခံနိုင်လို့နော်ရလက်နဲ့ကလေးနဲ့လက်နဲ့ဆိုတော့တန်းတန်းမဟုတ်ပါဘူးနော်အဲ့ကလေးတွေတရက်ထဲမှာအယောက်80ကျော်ပြေးသွားတယ်ကလေးတွေနော်15 16 18 20ကျော်လေးတွေပေါ့တိုင်းပြည်အတွက်တာဟိုအနာဂတ်သားကောင်းတွေကိုတနေရာထဲမှာတရက်ထဲမှာပြစ်တတ်သွားတာကလေး80ကျော်သွားတယ်ဒါကြောင့်မလို့တိုင်းပြည်လုံးကလူတွေကမခံမရနိုင်ဖြစ်ပြီးတော့ဒီကောင်တွေကိုလက်နဲ့ပြန်တိုက်မှရမယ်ဆိုတဲ့ဆုံးဖြတ်တဲ့နဲ့တူလက်နဲ့ခိုက်ဒေါ်လာလေးဖြစ်လာတာဖြစ်တယ်ဘယ်သူမှမလုပ်ထားလည်းမဟုတ်ဘူးဒီကနေ့အထိတိုက်ပွဲတွေကိုပြန်ကြည့်လိုက်ဘယ်သူကအကြမ်းဖက်နေတာလဲဆိုတာလည်းအားလုံးလည်းသိပြီးသားပဲဖြစ်တယ်ဟုတ်တယ်မလားနောက်တစ်ခါကျွန်တော်တို့ကဒီတိုင်းပြည်ကိုသဘောထားကွဲလွဲတဲ့လူတွေကနေပြီးတော့စန့်ကျင်ဖို့အတွက်အကြမ်းဖက်မှုတွေလုပ်နေပါတယ်တဲ့ဆိုတော့အကြမ်းဖက်တဲ့ကဟိုပြောမှဆုံးပေါ့ဗျာတခိုးကလူပြန်ဟစ်တဲ့လောက်ရပါပဲเนาะလောက်ရပါပဲဒေါ်လာတောက်လျှောက်မှာပြန်ကြည့်လိုက်ရင်ဒေါ်လာအေးအားစုတွေကတရားသောနီးနဲ့เนาะ
တရားတော်စစ်ကိုဆင်နွှဲနေတယ်အဲ့တော့တုံပန်းတွေကိုဘယ်လိုမျိုးစောက်ရှောက်တယ်လဲအားလုံးသိကြတဲ့အတိုင်းနော် Geneva Convention သဘောတူညီမှုနဲ့အတူအားလုံးထားတယ်ဟာလားလူခွင့်ရအပြည့်အဝထားတယ်အဲ့ဒီတုံပန်းတွေကိုနှိုက်ကစစ်တပ်ထဲမှာနေရတဲ့ဆိုင်သူတို့တုံပန်းဖြစ်ရတာပို့ပြီးသဘောကျတဲ့အနေထားရှိတယ်ဆိုတော့သူတို့ interview တွေကြည့်ဒါအတိအတာကြီးပဲနော်ဆိုတော့အဲ့ဒီလိုမျိုးသာဒီဘက်ကချမ်းချမ်းတန်းတန်းနော်လူမဆန်လာတော့မှဆိုရင်ဘယ်သူကအလင်းဝင်လာမလဲဘယ်သူတွေအလံဖြူထောင်ကြမလဲအခုကြည့်လေဘယ်တိုက်ပွဲမဆိုနော်အလံဖြူထောင်တာဟိုပွဲတွေပဲလို့တော့ပြောလို့ရတယ်နော်အဲ့လိုဟိုဒီဘက်ကလူတွေဒါချမ်းချမ်းတန်းတန်းဟာလာဒီဥပဒေနဲ့မညီဆက်ဆံမယ်ဆိုရင်ဘယ်သူမှတော့နားမဲ့သူရှိမှာမဟုတ်နော်ဒါလည်းထွေထူးပြောစရာတော့မလိုပါဘူးဒီကောင်းလေးအချင်းကလည်းသိပြီးသားအတိုင်းပဲသို့တော်ညာလည်းပဲနော်နိုင်ငံတကာဆိုတော့သိတဲ့အတိုင်းပဲအာဏာရှိတဲ့လူကိုပဲသူကဆက်ဆံနေကြတယ်ကိုယ်နိုင်ငံအရေးတာကိုကလောကမှာတာဖြစ်တယ်ဘသူကမှခင်ဗျာသူများအိမ်ရင်းရေးကိုနော်ကောင်းကက်ခံပြီးတော့မလုပ်ချင်ကြအောင်မလွဲတာမရှောင်တာသူတို့ရှိဒုက္ခတွေပါလာလို့သာသူတို့ကဝင်ပါနေတဲ့သဘောပဲရှိတယ်ဒါကြောင့်မလို့နော်သူပြောတာလိန်တယ်ဆိုတာလေအဲ့မှာပါနေတဲ့လူအကုန်လုံးတော့သိတယ်နော်အကုန်လုံးသိတယ်တို့ပြင်မဲ့လည်းအားလုံးကအကျိုးစီးပွားတွေပါပဲအကျိုးစီးပွားတွေကအထိုက်လျောက်နေရတာပဲဖြစ်တယ်ဘယ်လိုပဲဖြစ်ကျွန်တော်တို့ကဒီပွဲမှာဒီကောင်းလေးကိုပြီးသက်ဖြုတ်ချမှာဖြစ်မှာဖြုတ်မချဘူးဆိုရင်တိုင်းပြည်ဟာတော်တော်ကြီးကိုစိုးစိုးဝါးအခြေအနေတွေနဲ့ရင်ဆိုင်ရနိုင်ပွဲရှိတယ်အဲ့တော့တိုင်းပြည်မှာလည်းရှိတာတွေလည်းကောင်းနေပြီဟာလားကြာလာရင်တော့ကျွန်တော်မကြာခဏပြောသလိုနော်တိုင်းပြည်ကမြေပုံမှာကမ္ဘာမြေပုံကနေပျောက်သွားမယ့်အနေအထားရှိပါတယ်တရုတ်ကလည်းရရင်တဆုံးနိုင်နော်အဲ့တော့နောက်ခုဒါရုရှားတွေဝင်လာတော့မယ်ရုရှားတွေဝင်လာမယ်ဆိုတာတဲ့ကိုတမင်သက်သက်သွားဖိတ်ခေါ်တာပေါ့ဗျာအဲ့ဒါကျဲဥတယ်မဟုတ်ဘူးနော်ရှိတာအကုန်ပေးပြီးတော့ရုရှားကိုသွားပင့်လာတာဆိုတော့တစ်ချိန်လုံးကဘိုးကျောင်းအောင်ဆန်းကအင်္ဂလိပ်ကိုတိုက်ဖို့အတွက်ဂျပန်ကိုခေါ်လာတဲ့အခါမှာကျွန်တော်ထင်တယ်တခင်ဆိုးလို့ထင်တယ်တခင်ဆိုးကထောင်ထဲကနေပြီးတော့ဇာရေးပြီးတော့ဘိုးကျောင်းအောင်ဆန်းစီပို့လိုက်တယ်ဟဲ့ကောင်အောင်ဆန်းမင်းခေါ်လာတဲ့ကောင်နဲ့မင်းပြန်ပို့ဆိုပြီးအဲ့လိုမျိုးပေါ့ဗျာအဲ့တော့ဒါအင်္ဂလိပ်ကိုတိုက်ဖို့တဲ့ဂျပန်ကိုဒီမှာစစ်ပညာသင်နဲ့ဂျပန်မြန်မာပြည်ထဲရောက်လာတာပေါ့ဗျာနောက်ဆုံးတော့ဒါပေါ်ချုပ်ဥဆောင်ပြီးတော့ဒါဂျပန်ကိုပြန်တိုက်ခဲ့တယ်ပေါ့ဆိုတော့အခုလည်းဒါနော်ပေါ်ချုပ်ကတော့တိုင်းပြည်အတွက်ဂျပန်ကိုသွားခေါ်တာမင်းအောင်လှိုင်ကတော့တိုင်းပြည်အတွက်မဟုတ်ဘူးသူနဲ့သူ့မိသားစုအကျိုးစီးပွားအတွက်နော်တရုတ်ကရုရှားကိုသွားပြီးတော့ဟိုပြောရမယ်ဆိုရင်တော့ဗျာဟိုလင်းတော်တယ်လို့ပြောလို့ဖြစ်နေတယ်เนาะအဲ့လိုအနေထားဖြစ်တယ်အဲ့တော့ကျွန်တော်တို့ဒီနှစ်ထဲမှာအပိသက်လောက်ရင်လောက်မလို့တိုင်းပြည်ရဲ့အနာဂတ်ကမလွယ်ဘူးအပိသက်လုံနိုင်တဲ့အနေထားတွေလည်းရှိနေတယ်အခုဒါအဓိကတော့အေးအေးပေါ့ဗျာအေးရဲ့အခန်းကဏ္ဍကအခုဒါကျွန်တော်ဒီ2029ဒီနောက်ပိုင်းမှာ132ခွန်နော်132ခွန်ပွဲနောက်ပိုင်းမှာတော်တော်လေးကိုအရေးပါတဲ့အခန်းကဏ္ဍမှာရှိလာတယ်အဲ့132ခွန်မှာပါတဲ့ဒီ MNDAA ကိုကက်TNL ပလောင်နောက်တစ်ခါကျွန်တော်ဒီ AA ရခိုင်ထဲမှာဒီမြန်မာတွေနဲ့နီးစပ်တဲ့ဆက်ဆံရေးရှိတာ AA ပဲဗျနော် AA ပဲ AA နဲ့မြန်မာတွေနဲ့တော်တော်နီးစပ်ရှိတယ်အဲ့တော့အခုဒီကနေ့တိုက်ပွဲတွေမှာလည်း AA ကဥဆောင်နေတယ်စင်ဆက်တစ်လျှောက်ငြိမ်လာတဲ့ AA တွေလှုပ်နေပြီနော် AR ဒီမှာလှုပ်နေလင်းမြမနာဘက်မှာဒါလိန်နဲ့ဘုံကျဲတာတွေဖြစ်ကုန်ပြီအဲ့တော့ AR ဝရီမကိုမကွေးအကုန်လုံးကို AA ကနော်စီးဥဆောင်မှုပေးနေတာAA ရဲ့အခန်းကဏ္ဍတော်တော်ကြီးလာတဲ့အနေအထားဖြစ်တယ်ဒါကြောင့်မလို့ကုလသမဂ္ဂအပါအဝင်နိုင်ငံတကာကလည်း AA ကိုသူတို့ပေါ့ဗျာစိတ်ဝင်စားနဲ့နော်စောင့်ကြည့်နေတဲ့သဘောရှိတယ်လို့ကျွန်တော်မြင်ပါတယ်အဲ့တော့ဒီပွဲကနော်သတ်မှတ်ထားတဲ့အချိန်နဲ့လည်းစောပြီးကောင်းနဲ့ပြီးသွားနိုင်တယ်ဘာကြောင့်ပြောရလဲဆိုတော့အခုဒါအေးရကျွန်တော်ဒီမကွေးတိုင်းနဲ့ပဲခူးတိုင်းနဲ့မှာရှိတဲ့လက်နက်စက်ရုံတွေကိုမသိမ်းနိုင်သည့်တိုင်အောင်တော့စိုးမိုးနေမိတစ်ခုဖြစ်အောင်တို့ထိုးစစ်ဆင်နေတယ်လို့တော့နားလေတယ်အဲ့တော့မသိမ်းနိုင်မဲနဲ့ဒီဟိုစိုးမိုးနေမိလုံနိုင်တော့မစိုးလို့ပြောလို့ရတယ်စကားစားရဲ့လက်နဲ့ထုတ်လို့ရည်တွေဟလာနှောင်နေသွားမယ်နော်တချို့နေရာတွေဆိုလုံးရက်တက်သွားနိုင်တဲ့အနေချာကြီးမယ်အဲ့ဒါလောက်ဖြစ်ရင်ပဲစစ်တပ်ဟာစကားစားတော်အားနဲ့သွားနိုင်တဲ့အခြေအနေရှိပါတယ်အဲ့တော့ဒီဘက်ကတောင်ပိုင်းကလည်းတက်မယ်နောက်တစ်ခါဒီဗမာပြည်အလယ်ပိုင်းကနော် NUG နဲ့ဒီကျွန်တော်တို့ PPLA နော်ကိုဆောင်ခါတော့တက်တယ်သူတို့အစီအစဉ်တွေအားလုံးကပေါင်းစုံသွားမယ် Monthly PDF ကလည်းနော်ဟို Shaman စစ်စင်ကိုသူတို့အင်တိုင်းအားတိုင်းလုပ်မယ်ဟေးဆိုမင်း online ကဘယ်ပေါင်းစုံကနေပြီးတော့နော်ဘယ်ပေါင်းစုံကဖိနှိပ်မှုတွေ
ဖိအားတွေဝင်ပြီးတော့သူဘလို့လှဲ့နော်လှဲ့နိုင်မဲ့အနေထားမရှိဘူးလို့ပဲကျွန်တော်မြင်ပါတယ်ဒီကောင်လေးကလှဲ့တော့လှဲ့ကျင်သားဗျနော်အပတ်မလဲဘူးလို့ပြောရမှာပေါ့အဲ့တော့သိမကြခင်မှာကျွန်တော်ဒေါ်လာရေးရအောင်ပွဲနဲ့အဆုံးသတ်မယ်လို့ကျွန်တော်အလေးနဲ့ယုံကြည်ပါတယ်ဒါကြောင့်မလို့ဒီဒေါ်လာရေးမြန်အဆုံးသတ်နိုင်ဖို့အတွက်လူထုတရလုံးကနော်နောက်ဆုံးတိုက်ပွဲလို့သဘောထားပြီးတော့ရေကုန်ရေကန်းပူပေါင်းပါဝင်ပေးကြပါလို့တိုက်တွန်းနေတော့ဒီနေ့ဗီဒီယိုလေးကိုဒီမှာအဆုံးသတ်ပါမယ်ဗျအားလုံးအထူးပဲကျေးဇူးတင်ပါတယ်